င်္ဂလာပါမြန် World Tube ရဲ့2025အလွန်မှာ Digital နဲ့ AI Marketing ကိုအသုံးချပြီး Market Leader ဖြစ်အောင်ဘယ်လိုလုပ်မလဲသင်ခန်းစာအစီအစဉ်ကကြိုဆိုပါရစေယနေ့မှာတော့ Digital Marketing နဲ့ AI ကိုဘယ်လိုအသုံးပြုပြီးဈေးကွက်ကောင်းဆောင်တစ်ခုဖြစ်လာမလဲဆိုတာကိုရိုးရှင်းလှပြီးအချိုးကျအောင်သင်ပေးသွားမှာပါယနေ့ market ကိုနားလည်ရမည့်အချက်၃ချက်ကတော့ 1. Customer ဟာအချိန်ပိုပြီး online မှာရှိနေတယ်။ 2. Trust မရှိတဲ့ brand ကိုခဏတော့မကြည့်ပဲကြော်ပြတ်တယ်။ 3. AI သုံးတဲ့ brand တွေက speed 30ပိုမြန်တယ်။ဒါကြောင့် market leader တွေက customer ရဲ့ attention ကိုအမြန်ဆုံးဖမ်းနိုင်သူလို့ပြောလို့ရပါတယ်။ market leader လို့ပြောရဲဈေးကွက်မှာအကောင်ဆုံးအမြင့်ဆုံးလူအောင်လုံးတည့်ရ brand ဖြစ်နေရအောင်ဆိုလိုပါတယ်။ဒါကိုရရှိဖို့ကိုယ့်စီမှာရှိတဲ့ stock ကိုသုံးဖို့လိုပါဘူး။ဒီနေ့ကဘာမှာ digital AI ကိုမှန်ကန်စွာအသုံးချနိုင်ရင်အလုပ်90%ဖြစ်မြောက်သွားတာပါပဲ။ဒါကြောင့် price များစွာမသုံးရပဲ market ကိုခေါ်ဆောင်တတ်သူ customer mindset ကိုချိန်တတ်သူ competitor မလို့သေးတာကိုအရင်လုပ်တတ်သူ system data နဲ့ AI သုံးပြီး predictive marketing လို့ခေါ်တဲ့ခံမှန်းစည်းကွက်ရှာဖွေရေးကိုလုပ်တတ်သူလည်းဖြစ်ပါတယ်။အနေနဲ့ digital marketing မှာအရင်ကလိုမမင်ဘူးမသိဘူးနဲ့သုံးတာမလုပ်တော့ပါဘူး။ရိုးရှင်းစွာပြောရရင် data သုံးနိုင်ရင်ဈေးကွက်ကိုအောင်နိုင်ပါတယ်။ဥပမာလူတွေဘာကိုရှာပါလဲ။ဘာဗီဒီယိုပိုကြည့်လာလဲ။ဘလို့ advertising ကပိုအောင်မြင်လဲ AI tools တွေကဒီ AI တွေကိုအလူတိတိကျကျပြောပြပေးနိုင်ပါတယ်။ဥပဒေသားနှစ် personalization AI marketing ရဲ့အင်အားကဘယ်သူကိုဘာပြမလဲဆိုတာတဦးချင်းစီစဉ်ပေးနိုင်လာပါ food lover ကိုတိတုထမင်းဗီဒီယိုပြ traveler ကိုရွှေတကုံ drone shots ပြ news follower ကို breaking news ပြဒီလို personalization လုပ်လို့ engagement ပိုများ sales ပိုမြန် brand ပိုတိုးလာတာတွေဖြစ်ပါတယ်ဥပဒေသားသုံး AI content creation market leader ဖြစ်ချင် content ထရရပါမယ် AI ကနေမိနစ်ပိုင်းအတွင်း script voice video thumbnail caption အကုန်လုံးပြင်ပေးနိုင်ပါတယ် AI သုံးဖို့အလုပ် shock quality မြင့် speed မြင့် consistency တည်တာတွေဖြစ်ပါတယ်ဥပဒေသားလေး use the three winning platforms 2025မှာဈေးကွက်အောင်မြင်ခြင်းရင် video content ကအဓိကပါပဲ TikTok fast reach YouTube trust and authority Facebook community and advertisingဒီ platform 3ခုကို optimize လုပ်နိုင်ရင် brand visibility က 70% တက်လာမှာပဲဖြစ်ပါတယ်။ဥပဒေသား9 AI advertising Facebook Advantage Plus Google Performance Max နဲ့ TikTok Smart Optimization က AI advertising tools တွေက audience ကို auto လိုက်ရှာ best advertising ကို auto run cost ကို auto shop sales ကို auto မြတ်နိုင်ကြပါတယ်။ manual targeting လုပ်နေသူတွေထက် AI သုံးသူတွေကသုံးစာပိုကောင်းလာနိုင်ကြပါတယ်။ဥပဒေသား6 community equals to gain အမြဲတမ်းအောင်မြင်ခြင်းရဲ့ advertising ကိုပဲလုပ်မနေနဲ့ loyal community ကိုလည်းတည်ဆောက်ပါ comment reply poll live behind the scenes တဲ့ AI tools တွေက community management ကိုပိုလွယ်စေပါတယ်။ summary အနေနဲ့ကတော့ 1 data ကနေ strategy 2 personalization 3 AI content creation 4 TikTok plus YouTube plus Facebook 5 AI advertising 6 strong community ဒါတွေကိုလစဉ်စနစ်တကျကျင့်သုံးနိုင်ရင်ဈေးကွက်ထဲမှာခေါင်းဆောင်ဖြစ်လာမှာမလွဲပါပဲဒီနေ့အတွက်တော့ဒီလောက်ပါပဲ Digital and AI marketing သင်ခန်းစာအပိုင်းနှစ်မှာ AI ကိုသုံးပြီး content တင်ဆက်မယ်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုဆက်လက်သင်ပေးသွားပါမယ် My WordTube ကို like share subscribe လုပ်ဖို့မမေ့နဲ့နော်